မင်္ဂလာပါဒီနေ့ကနည်းနည်းလေးအားနေရလဲပါတယ်အားနေရမှာမဟုတ်ဘူးเนาะပတ်တိုင်းကြောက်တစ်ခုကိုအလုပ်လုပ်နေရင်းနဲ့ဒီဗီဒီယိုလေးရိုက်လိုက်ခြင်းဖြစ်ပါတယ်ညီမလေးတယောက်ကသူ့ဖို့တဲ့လုပ်ငန်းမှာပဲလုပ်ချင်တယ်ပေါ့เนาะဒီနာမည်သူ့မှာအတွေ့အကြုံမရှိဘူးသူတင်နန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမျိုးမှတက်ရမလဲဘာညာကိုလာမေးထားတာလေးရှိတော့အခါမှာတော့ကျမအနေနဲ့ပြောချင်တာကတော့ကျမဒါကိုလည်းအရင်တော့ပြောလို့ပါတယ်ကျမကတင်နန်းနေပါတက်ခဲ့ပြီးတော့ဒီလိုလှုပ်လှုပ်နေရမှာအခုလည်းနေက professional ဖြစ်နေပြီမို့လို့ဒီစကားမျိုးပြောရလားဆိုတော့ no ပါကျမ professional ကြီးတော့မဖြစ်သေးပါဘူးဒါပေမဲ့ကျမလုပ်ရမယ့်နေရာမှာတော့လုပ်နေတဲ့နေရာမှာတော့ကျမကျွမ်းကျင်တဲ့အနေအထားတစ်ခုရအောင်ကျမစူးစမ်းပြီးလှုပ်လှုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဆိုတော့အခါအဲ့ဒီညီမလေးကိုပေးချင်တဲ့ message ကကြတော့ကျမတို့ hotel လုပ်ငန်းကိုကကြတော့ဆက်ဆချင်းဆိုရင်တော့အခြေချလိုက်တာတော့ပိုကောင်းတယ်ပေါ့ကိုကအရင်အခြေချပြီးတော့မှလေ့လာပေါ့အဲ့ရကိုအလုပ်ကနေပြီးတော့ကိုပြန်လေ့လာပေါ့ဒါပေမဲ့အဲ့ချိန်မှာတော့ပြောစရာလည်းဘာရှိလာမလဲဆိုတော့ experience မရှိရင်ဘယ်သူကခေါ်မှာလဲဆိုတော့ okay ဟုတ်တယ် experience မရှိရင်တော့မခေါ်ဘူးဒါပေမဲ့အဲ့ဒီမှာဆိုရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုလို့ရှိရင်ကျမရဲ့ personally ဒီအတွေ့အကြုံရဆိုလို့ရှိရင်ကျမဆိုလို့ရှိရင် hotel အသေးလေးတွေမှာလိုက်လျှောက်တယ်3 star 2 star hotel လေးတွေမှာပေါ့ညာဆိုင်မဲ့ရတလောက်ဟိုသူများထက်အများကြီးနှိမ်ပြီးပေးတယ်ပြီးတော့တနေ့12နာရီလောက်ခိုင်းတာမျိုးအဲ့လိုတလောက်တရက်တောင်မှပိတ်sorry 2ရက်ပဲပိတ်ရရမျိုးသူများရဲ့ဆိုတစ်ပတ်တရက်ရတဲ့အချိန်မှာကိုကတစ်ပတ်တောင်တရက်မရတာမျိုးအဲ့လိုမျိုးတွေကိုကျမတို့အနေနာခံပြီးအလုပ်လုပ်တယ်လုံရင်းနဲ့ပဲအဲ့ဒီကနေပဲကျမတို့အတွေ့အကြုံတွေရတယ်ပေါ့ဘယ်လိုတွေ့ကြုံရမလဲဆိုကိုလုပ်တဲ့အလုပ်ပေါ်မူတည်ပြီးတော့ဒီ system ဘိုင်းနဲ့ပတ်သက်တာမျိုးနောက်တစ်ခုကကြတော့ဒီ customer complaint ဘိုင်းနေပြီးတော့အဆရပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့တင်နန်းကကြတော့ကျမကလည်းတင်နန်းတော့တတ်တယ်ဒီလားဒီ Australia ဘက်ကလုပ်တဲ့ဆရာကြီးတယောက်ရဲ့တင်နန်းကိုတတ်တယ်ပေါ့နော်ဒါပေမဲ့ခုလောဆရာအဲ့တင်နန်းကတော့ခဏပိတ်ထားတယ်မဟုတ်ဘူးနော်သူကအဲ့လိုလူခေါ်တဲ့အခါကျလို့ရှင်ကျမတို့က Zoom class နဲ့တက်ရတာပေါ့ဈေးကလည်းအများကြီးမဟုတ်တိန်ခဏပဲရှိရပေါ့ထားပါတော့တိန်ခွဲအဲ့လောက်ပဲပေးရတယ်ဆိုတော့ဟောပြီးတော့မြန်မာလိုပဲတင်တာဆိုတော့အဓိကတော့အဲ့ဆရာကြီးတင်တဲ့ဟာတွေကအရန်ကိုကောင်းနေပေါ့နော်သူကကြတော့ mindset ဘိုင်းနဲ့ပတ်သက်ပြီးတင်တာဘယ်လိုမျိုးလဲဆိုတော့ကိုကဘယ်လိုစိတ်ကိုဘယ်လိုထားရမလဲဥပမာပြနောက်ဆုံးတင်သွားခဲ့တဲ့ဟာဆိုလို့ရှိရင် how to manage people အဲ့ဒီဟာကိုက manager level မှမဟုတ်ဘူးကိုကလူတွေနဲ့ဆက်ဆံနေရတာဖြစ်တဲ့အတွက်လူတွေကို manage လုပ်ရမယ်ကိုပြောတဲ့စကားကအဲ့လူပေါ်မှာဘယ်လိုပြီးတက်ရောက်မှုဖြစ်အောင် effective ဖြစ်အောင်ပြီးတော့ဒီ customer complaint ဖြစ်တဲ့အခါမှာလုံးဝ complaint ဖြစ်နေတဲ့ customer နဲ့စကားဘယ်လိုပြောရမလဲဆိုတဲ့ဒီ mindset တွေ terminology တွေဘယ်လိုတွေးရမလဲဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အခန်းကဏ္ဍတွေမျိုးကိုဒီဆရာကြီးရှိမှအများကြီးလေ့လာခဲ့ရပြီးတော့အဲ့ကလပ်ကကြတော့ဆရာကြီးတယောက်တည်းမဟုတ်ဘူးเนาะဒီနိုင်ငံရမှာရှိရမြန်မာလူမျိုးတွေဒီ hotel life မှာအလုပ်လုပ်နေရဲတချို့ဆို F&B မှာအလုပ်လုပ်နေတယ် cruise တွေမှာအလုပ်လုပ်နေရဲအကိုတွေအမတွေညီမတွေမောင်လေးတွေသူတို့ရဲ့ experience တွေ share လုပ်တဲ့ဒီဘယ်လိုပြောမလဲ discuss လုပ်တဲ့ group ကြီးလို့ဖြစ်နေတာမျိုးပေါ့နော်အဲ့ဒီတင်တန်းကိုအကယ်၍ဖွင့်လာလို့ရှိရင်အမရဲ့ဒီအကောင့်မှာပဲတစ်ချက်ပြန်တင်ပေးပါမယ်ရှင်ဟိုအကုန်လုံးလည်းစိတ်ဝင်စားမယ်ဆို join လို့ရပဲ this is not sponsor ပို့ပါเนาะကျမ sponsor ပို့ပြောပေးနေမှာမဟုတ်ပါဘူးဆရာကြီးတို့ကလည်းကျမတို့ရဲ့ကျမတို့ကကြော်ညာပေးလောက်မှအောင်မြင်တဲ့လူတွေမျိုးမဟုတ်ဘူးပေါ့နော်သူတို့ကအစောကြီးသူရဲ့ကဏ္ဍမှာအထိုက်အလျောက်လုံးအောင်မြင်နေတဲ့ဆရာကြီးဖြစ်တဲ့အတွက်စကားကြိုခံပေးရပါဆိုတော့ပြန်ပြောရမယ်ဆိုလို့ရှိရင်အဓိကကတော့ကိုကလှုပ်ကြည့်လိုက်ပါခက်ခဲပါလိမ့်မယ်ဒါပေမဲ့အချိန်တစ်ခုရောက်လာလို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်ကျမဆိုလို့ရှိရင် zero knowledge of hotel life ပါအဲ့ကနေကျမလာပြီးတော့အခုဆိုလို့ရှိရင်သူ့အနေနဲ့သူအဆင်ပြေရဲ့လုပ်ငန်းတစ်ခုပြီးတော့ကိုယ့်ရဲ့ network ကိုအဲ့လိုမျိုးchat ထွင်နိုင်တော့တဲ့ထီတော့အဆင်ပြေနေပါပြီဒါပေမဲ့အဲ့ဒီဟာကလည်းသူများရည်နဲ့ကြည့်မယ်ဆိုရင်တော့နောက်ကျနေရလို့ထင်ရပေမဲ့ကျမအသက်အရွယ်နဲ့ဆိုလို့ရှိရင်တော့နောက်ကျနေပြီပေါ့နော်30ပေါ့30မှာအခုမှအလုပ်ကိုအတီးကျဖြစ်တယ်ပေါ့တို့ပြင်မဲ့လည်းပြန်စဉ်းစားကြည့်မယ်ဆိုရင်နောက်မကျသေးပါဘူးအဲ့တော့လမ်းမပြောက်ပါနဲ့ပေါ့နော်လမ်းပြောက်နေရမျိုးတော့အမမဖြစ်စေချင်ဘူးကိုလုံးမှန်ဆိုလို့ရှိရင်ဆုံးဖြတ်ပြီးလို့ရှိရင်လှုပ်ချလိုက်ပြီးသွားလို့ရှိရင်အဆင်ပြေလာပါလိမ့်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်